2026 PUBG Mobile Privacy and Social Language and Network Setting များပထမတစ်ခုကတော့ allow other to see result ဒီ result တွေကိုအားလုံးကိုမြင်စေချင်လားတယောက်တည်းပဲမြင်ချင်လားတငယ်ချင်းတွေကိုပဲမြင်စေချင်လားတငယ်ချင်းကိုကြိုက်တာထားလို့ရပါတယ် allow others to view popularity ကိုယ့်ရဲ့ popularity တွေကိုအားလုံးကိုမြင်စေချင်လားဒါမှမဟုတ်တယောက်တည်းပဲမြင်ချင်လားဒါမှမဟုတ်တငယ်ချင်းတွေကိုပဲမြင်စေချင်လားပေါ့ဗျာကြိုက်တာထားလို့ရပါတယ်နောက်တစ်ခုကတော့ allow other to see deeply ပေါ့ဗျာကို game block ဆော့ထားတဲ့တခြားသူတွေကိုမြင်စေချင်တော့ဖွင့်ထားပေးလို့ရတာဖြစ်ပါတယ်မမြင်စေချင်ဆိုရင်လည်းပိတ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ allow other to view teammate evolution ဒီရဲ့ teammate evolution တွေကိုအားလုံးကိုမြင်စေချင်လားဒါမှမဟုတ်တယောက်တည်းပဲမြင်ချင်လားဒါမှမဟုတ်တငယ်ချင်းတွေကိုပဲမြင်စေချင်လားကြိုက်တာထားလို့ရပါတယ်နောက်တစ်ခုကတော့ allow other to view popularity battle နောက်တစ်ခုကတော့ show season recap ကိုကြော်ပြချင်နေဆိုတော့ on လုပ်ပေးပါပိတ်ထားလို့လည်းရပါတယ်ဗျာနောက်တစ်ခုကတော့ show personal stats in match ဒါတော့ပေါ့ရ personal stat ကိုပိတ်ဖွင့်လို့ရတာဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်ပွဲရရဲ့ battle stat ကိုပြချင်နေဆိုတော့ on လုပ်ထားပါပိတ်ချင်နေဆိုတော့ off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ပွဲရရဲ့ social step ကိုပဲ on off လုပ်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to view war data ဒီရဲ့ war data တွေကိုတခြားသူကိုမြင်စေချင်နေဆိုရင် on လုပ်ထားပါမမြင်စေချင်ဆိုရင် off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် enable smart assistant ပေါ့ဗျာဒီရဲ့ smart assistant လိုချင်နေဆိုရင် on လုပ်ထားပါမလိုချင်ဆိုရင် off လုပ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင် show outfit ပေါ့ဗျာဒီကောင် public မှာလုပ်ထားတယ်ဆိုရင်တော့တကယ်ကျွန်တော် account တွေဝင်လိုက်တဲ့အခါပေါ့ဗျာပုံမှန်ပေါ့ဗျာဒီချို character တွေပါတယ်အားလုံးတွေးမြင်ရမှာဖြစ်ပါတယ်ဒီကောင် private မှာထားလိုက်တယ်ဆိုရင်တော့တခြားသူကပေါ့ဗျာကိုယ့်ရဲ့ account တွေဝင်ကြည့်တယ်ဆိုရင်တော့လုံးဝပေါ့ရကွက်လက်တွေ့မြင်ရမှာဖြစ်ပါတယ်ဒီပုံစံတကယ်ကျွန်တော်အနေနဲ့တွေ့ဘူးကြမယ်ဆိုတာသိကြပါတယ်ဗျာဒါကကျွန်တော် private မှာလုပ်ထားတဲ့အတွက်ဖြစ်ပါတယ်ဒီမှာကျွန်တော် friend only မှာထားလို့ရပါတယ်တကယ်ချင်းတွေပဲကျွန်တော်မြင်ရမှာပေါ့ရတကယ်ကျွန်တော်ကြိုက်တာထားလို့ရပါတယ်နောက်တစ်ခုကတော့ show collection level လေးပါတယ်မြင်စေချင်တော့ on လုပ်ထားပေးပါမမြင်စေချင်ဆိုရင် off လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ allow non friend to view collection ဒါတော့ကိုယ့်ရဲ့ collection ကိုပေါ့ရတကယ်ချင်းမဟုတ်တဲ့သူတွေကိုပြချင်နေဆိုရင် on လုပ်ထားပေးပါမပြချင်ဆိုရင် off လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့allow friend to view collection ဒါတော့ကိုယ့်အဖွဲ့တငယ်ချင်းတွေ collection တွေပါတယ်ပြချင်နေဆိုတော့ on လုပ်ထားပေးရမပြချင်ဘူးဆိုတော့ off လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ allow other to visit collection showroom ပေါ့ဗျာ collection showroom မှာတခြားသူပေါ့ဗျာကြည့်လို့ရအောင်လုပ်ချင်နေဆိုရင် public မှာထားပေးရမမြင်စေချင်ဘူးဆိုတော့ private မှာထားလို့ရပါတယ် friend only ရထားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ဒီက cloud ကိုပေါ့ဗျာ public မှာထားမလား private မှာထားမလား friend only မှာထားမလားကြိုက်တာထားလို့ရပါတယ်နောက်တစ်ခုကတော့ RP information နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်ကိုယ့်ရဲ့ပေါ့ဗျာဒီဆို RP profile လို့တခြားသူမြင်စေချင်နေဆိုတော့ on ထားပါမမြင်စေချင်ဘူးဆိုတော့ off ထားလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့တကယ်ကျွန်တော်တော်လေးကိုအမေးများတာမျိုးရှိပါတယ်လေရင်မှာနာမည်မပေါ်လို့ပေါ့ဗျာဒီကောင်တကယ်ကျွန်တော်ပိတ်ထားတဲ့အတွက်ဖြစ်ပါတယ်ဒီကောင် on လုပ်ပေးပါဆိုတော့လေရင်မှာနာမည်ပေါ်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ subscription medal info တွေပေါ့ဗျာပြချင်နေဆိုတော့ on လုပ်ထားပါမပြချင်ဘူးဆိုတော့ off လုပ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ show birthday ပေါ့ဗျာကိုယ့်ရဲ့မွေးနေ့တွေအားလုံးကိုမြင်စေချင်နေဆိုတော့ public မှာထားပါကိုတယောက်တည်းမြင်ချင်ဆိုတော့ private မှာထားပါ friend only ကတော့တကယ်ချင်းတွေပဲမြင်ရမှာဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ accept team invite from stranger ပေါ့ဗျာဒါကဘာကိုပြောရလဲဆိုတော့ဒီကောင် on လုပ်ထားတယ်ဆိုရင်ပေါ့ဗျာကိုနဲ့တကယ်ချင်းမဟုတ်တဲ့သူကကိုယ့်ကို game ဆော့ဖို့ခေါ်တယ်ဆိုရင်ပေါ့ဗျာ auto accept ဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုပုံစံမလို့ခြင်းဆိုရင်တော့ဒီကောင် off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow sex spectral ပေါ့ဗျာဒီကောင်ကဘာကိုပြောရလဲဆိုတော့တကယ်ချင်းတို့ဒီကောင် on လုပ်ထားတယ်ဆိုရင်ပေါ့ဗျာကိုက game ဆော့နေတာကိုတခြားပေါ့ဗျာကိုနဲ့တကယ်ချင်းရှိတဲ့သူကကြောကြည့်လို့ရတာမျိုးရှိပါတယ်ဒီရဲ့ပေါ့ဗျာ play ပုံစံတွေးမြင်ရမှာဖြစ်ပါတယ်ဒီရဲ့ play မှာနေလိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ game ဆော့နေတာကိုပေါ့ဗျာသူက live ပုံစံကြည့်လို့ရတာမျိုးရှိပါတယ်အဲ့လိုပုံစံပေါ့ဗျာကြည့်လို့မရအောင်လုပ်ချင်တယ်ဆိုတော့ဒီကောင် off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ allow reservation ပေါ့ဗျာဒီကောင်ကဘာကိုပြောရလဲဆိုကြပါစို့ဗျာကိုက game ဆော့နေတယ်ကိုကိုတကယ်ချင်းတရားကိုပဲနောက်ပွဲချင်ဆော့ရအောင်ဆိုရင်မှဒီဆို reservation တွေပါတယ်ပို့လို့ရတာမျိုးရှိပါတယ်အဲ့လိုပုံစံ reservation မပေါ်ခြင်းဘူးဆိုရင်တော့ဒီကောင် off လုပ်ထားလို့ရပါတယ်ဒီမှာကျွန်တော်ကတော့ on ပဲလုပ်ထားလိုက်ပါမယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow friend to follow me to the chair park ပေါ့ဗျာဒါကတော့ chair park မှာတကယ်ချင်းကကိုကို follow လုပ်လို့ရအောင်ပေါ့ဗျာဒီကောင်ကြောင့်ဖွင့်ထားလို့ရပါတယ်ဒီမှာကျွန်တော် chair park မှာကြည့်မယ်ဆိုရင် chair ပုံစံရှိပါတယ် chair ပုံစံမှာနှိပ်လိုက်တာနဲ့ပေါ့ဗျာကိုကပုံမှာရှိတယ်အနောက်ကိုကြောင့် follow လုပ်လာတာမျိုးရှိပါတယ်အဲ့ဒါပေါ်ခြင်းနေဆိုတော့ on လုပ်ပေးပါမပေါ်ခြင်းဆိုရင်တော့ off လုပ်ထားလို့ရပါတယ်ဒါတော့ stranger နဲ့ပတ်သက်ပြီးမှပြောတာဖြစ်ပါတယ်နောက်တစ်ခုကတော့ enable disable quick draw invite ပေါ့ဗျာဒါကတော့ကျွန်တော် share park မှာကြည့်ရမယ်ဆိုရင်တော့ quick draw invite လုပ်လို့ရတာမျိုးရှိပါတယ်အချင်းချင်းပေါ့ဗျာကျွန်တော်တနက်ရှင် fight မယ်ဆိုရင်မှာပေါ့ဗျာအဲ့လိုပုံစံ quick draw ပေါ့ဗျာ invite ပေါ်ခြင်းနေဆိုတော့ဒီကောင် on လုပ်ထားပြီးပါမပေါ်ခြင်းဆိုရင်တော့ off လုပ်ထားပြီးလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ radio message နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ် on off ကြိုက်တာလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ teammate AI fallback ပေါ့ဗျာဒီရဲ့ feature ကိုကြည့်ရမယ်ဆိုရင်ကိုယ့်အဖွဲ့တငယ်ချင်းကပေါ့ဗျာ line ချရင်မှာကျွန်တော် game နဲ့ပြန်ဝင်လို့မရတော့တဲ့အနေအထားမှာဒီရဲ့ teammate ကပေါ့ဗျာ AI ဖြစ်ကျော်ပြောင်းသွားတာမျိုးရှိပါတယ်ဒါပေမဲ့ပေါ့ဗျာဒီရဲ့ feature ကိုကြည့်ရမယ်ဆိုရင် beta မှာပဲကျော်သွားနေလို့ကျွန်တော်ကတော့ထင်ပါတယ်တကယ်ကျွန်တော်ကပေါ့ဗျာကိုယ့်ရဲ့ teammate ကကျော် offline ဖြစ်သွားတယ်ဆိုရင်ကိုယ့်ရဲ့ပေါ့ဗျာ teammate က AI ဖြစ်ပြီးမှကျော်ကားတွေပါတွေမောင်းမဲ့ save တွေပါတွေပေးပြီးမှပေါ့ဗျာအဲ့လိုပုံစံလုပ်လားမလုပ်ဘူးလား comment မှန်သွားပေးဖို့မမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒီရဲ့ feature ကိုကြည့်ရမယ်ဆိုရင် app ပုံစံလုံးလုံးမှာဖြစ်ပါတယ်
ကိုယ့်ရဲ့ teammate က offline ဖြစ်သွားတဲ့ game နဲ့ဆိုပြန်ဝင်လို့မရတော့တဲ့အနေထားမှာပဲဒီရဲ့ teammate ကဆို AI ဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့သူ AD ဘာတွေပြီးတာမျိုးပဲရန်သူတွေတနက်တွေဘာတွေဖြစ်တာမျိုးလုပ်ပြီးမှဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီကောင်ကပေါ်ရတကယ်ပဲကျွန်တော် game ထဲမှာအလုပ်လုပ်ပြီးလားအလုပ်မလုပ်သေးဘူးလားပေါ်ရဒါနဲ့ပတ်သက်ပြီးမှကျွန်တော် confirm မရှိသေးပါဘူးဗျာဒါပေမဲ့ဒီရဲ့ setting ကိုတွေးမိရတာမျိုးရှိပါတယ်လိုချင်နေစင်တော့ on လုပ်ထားပါမလို့ခြင်းဆိုတော့ off လုပ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ region feature permission ပေါ့ဗျာကျွန်တော်ကတော့မြန်မာဆိုပြီးမှယူထားပါတယ် same city player ပေါ့ဗျာဒီကောင် on လုပ်ထားတဲ့ဆိုရင်တော့တမျိုးထဲမှာရှိတယ်ပေါ့ဗျာကျွန်တော်ကဥမာ Manly မှာရှိရဆိုကြပါစို့ဗျာ Manly မှာတခြားဆုံးနေတဲ့ player တွေရဲ့ပေါ့ဗျာအဲ့လိုပုံစံကြမှာဖြစ်ပါတယ် same city chat ပေါ့ဗျာ chat ကလည်းကျွန်တော် bot တူတူပဲဖြစ်ပါတယ်ဒီရဲ့ပေါ့ဗျာတမျိုးတွေမှာရှိတဲ့ chat တွေပါကြာမှာဖြစ်ပါတယ်နောက်တစ်ခု region ranking ကိုလည်းတကယ်ကျွန်တော် on off လုပ်လို့ရပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ allow other to view my location ပေါ့ဗျာဒီကောင်ကိုဖွင့်ထားလိုက်တယ်ဆိုရင်တော့ PUBG Mobile ဘက်ကနေ permission တောင်းမှာဖြစ်ပါတယ်ကိုယ့်ရဲ့တီနီယာ permission ပေါ့ဗျာတခြား player တွေနဲ့လည်းကိုယ့်နေရာကိုတီးရမှာဖြစ်ပါတယ်ဘယ်ကနေလဲဆိုတော့ကျွန်တော် friend နဲ့ဝင်လိုက်ပါမယ်အောက်မှာကြည့်ရမယ်ဆိုရင် location ပုံစံတွေ့မိရတာမျိုးရှိပါတယ်ကြည့်ကြည့်ပါဒီမှာတကယ်ကျွန်တော်ဒီကောင် enable လုပ်ထားတယ်ဆိုရင်ဒီမှာ location တွေပေါ့ဗျာတခြား player ရာကျွန်တော်ဘယ်ကနေစုံနေတာကိုလည်းကျွန်တော်တွေ့ရမှာပဲဖြစ်ပါတယ်ဗျာတကယ်လို့ပေါ့ဗျာသူတို့သာ location ကိုဖွင့်ထားခဲ့တယ်ဆိုရင်ပေါ့ဗျာနောက်တစ်ခုကြည့်ရမယ်ဆိုတော့ Synergy online notification ပေါ့ဗျာဒီကောင် on လုပ်ထားတယ်ဆိုရင်တော့ကိုယ်နဲ့ပေါ့ဗျာ Synergy ကောင်းကောင်းရှိတဲ့သူက online တက်လာတယ်ဆိုရင်တော့ကျွန်တော်တို့စီမှာပေါ့ဗျာ notification ရောက်လာမှာဖြစ်ပါတယ်ဒီကောင်ကိုကျွန်တော်လက်ရှိပေါ့ဗျာ off ဖယ်ထားလိုက်ပါမယ်နောက်တစ်ခုကတော့ allow other to see connection ပေါ့ဗျာကိုကဘယ်သူနဲ့ပေါ့ဗျာ connection တွေပါချိတ်ထားလဲပေါ့ဗျာတယောက်တည်းမြင်နေဆိုတော့ private မှာထားထားပေးပါအားလုံးမြင်စေချင်တယ်ဆိုတော့ public မှာထားပါတကယ်ချင်းတွေပဲမြင်စေချင်တယ်ဆိုတော့ friend only မှာထားလို့ရပါတယ်နောက်တစ်ခုကတော့ display priority ပေါ့ဗျာတကယ်ကျွန်တော်ဘယ်ရဲ့ connection ကိုဦးစားပေးမှပြချင်လဲ level လား bronzeman လား buddy လား BFF လား family လားပေါ့ဗျာတကယ်ကျွန်တော်ကြိုက်တာရွေးလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ allow other to see my chat room status ပေါ့ဗျာကိုယ့်ရဲ့ chat room status ကိုပေါ့ဗျာတခြားသူမြင်စေချင်တယ်ဆိုတော့ on ထားပါမမြင်စေချင်ဘူးဆိုတော့ off ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ personal space incognito mode ပေါ့ဗျာဒီကောင် on လုပ်ထားတယ်ဆိုတော့ဆိုကြပါစို့ဗျာတကယ်ကျွန်တော်တခြားသူရဲ့ပေါ့ profile လေးပါတွေဝင်ကြည့်တယ်ဆိုရင်ကိုကဝင်ကြည့်ကြအောင်ပေါ့ဗျာတခြားသူစီမှာပို့တာမျိုးမရှိပါဘူးဗျာဒါပေမဲ့တကယ်ကျွန်တော်ဒီကောင် off လုပ်ထားတယ်ဆိုရင်တော့တခြားသူရဲ့ profile လေးတကယ်ကျွန်တော်ဝင်ကြည့်တယ်ဆိုရင်ပေါ့ဗျာတကယ်ကျွန်တော်ဝင်ကြည့်ကြအောင်ကျွန်တော်ပုံမှာဖြစ်ပါတယ်ဒါကြောင့်ပေါ့ဗျာတကယ်ကျွန်တော်ဒီကောင် on off ကြိုက်တာလုပ်လို့ရတာဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုရင်တော့ကိုယ့်ရဲ့တကယ်ချင်းရဲ့ season ranking မှာပေါ့ဗျာ info တွေပါတွေပြချင်တယ်ဆိုတော့ on off ပေါ့ဗျာဖွင့်ထားလို့ရပါတယ်ပိတ်ထားလို့လည်းရပါတယ်တကယ်ကျွန်တော်ကြိုက်တာလုပ်လို့ရပါတယ်ဗျာဒါတော့ privacy နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ် social နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ပထမတစ်ခုကတော့default home page ပေါ့ဗျာတကယ်ကျွန်တော် game ထဲမှာဝင်လိုက်တာနဲ့ issue ပြီးတဲ့ရောက်ချင်တာဒါမှမဟုတ်ပေါ့ဗျာ lobby တဲ့ရောက်ချင်တာတကယ်ကျွန်တော်ကြိုက်တာရွေးလို့ရတာဖြစ်ပါတယ်ဒီမှာတကယ်ကျွန်တော်အမီးများတာတစ်ခုရှိပါတယ်အဲ့ဒါတော့ဗာလဲဆိုတော့ game ထဲဝင်လိုက်တာနဲ့ဒီရဲ့ issue ပြီးတဲ့ရောက်သွားလို့ပေါ့ဗျာဒီမှာ line မှာကျွန်တော်ပြောင်းပေးလိုက်ပါတကယ်ကျွန်တော် lobby တဲ့ရောက်ရှိမှာပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ issue ပြီးတဲ့မှာပဲကြည့်ရမယ်ဆိုရင်တကယ်ချင်းမဟုတ်တဲ့သူတွေနဲ့ပေါ့ဗျာတဲ့ကျွန်တော် emote တွေပါလုပ်တယ်ဆိုရင်ပေါ့တကယ်ကျွန်တော် reject လုပ်လို့ရတာမျိုးရှိပါတယ်ညင်းလို့ရတာမျိုးရှိပါတယ်တခါတည်းပေါ့ဒီကောင် on လုပ်ထားပေးလို့ရပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့တငယ်ချင်းကိုလည်းပေါ့ဗျာညင်းလို့ရတာမျိုးရှိပါတယ်တခါတည်း emote တွေပါတယ်လုပ်လို့မရအောင်ဒီကောင်တွေ on လုပ်ထားပေးလို့ရတာမျိုးရှိပါတယ်ဒါဆိုကျွန်တော် emote တွေပါတယ်ဗျာသူတို့ကလာလုပ်တယ်ဆိုရင်ကိုယ့်ဘက်ကလည်း emote လုပ်မှာမဟုတ်ပါဘူးဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ toggle for swiping down to enter HUB ပေါ့ဒါတော့အပေါ်ကနေအောက်ကိုဆွဲလိုက်တဲ့အချိန်မှာ HUB တဲ့ရောက်သွားတာမျိုးရှိပါတယ်အဲ့လိုပုံစံမလုပ်ချင်ဘူးဆိုတော့ဒီကောင် off လုပ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ပွဲထဲမှာပေါ့ဗျာဒီ like feature ကိုတွေးမိရတာမျိုးရှိပါတယ်ဒီကောင်ကိုလုပ်ချင်တယ်ဆိုတော့ on လုပ်ထားပေးရမလို့ချင်ဘူးဆိုတော့ off လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ Spawn Island Podcast ပေါ့ဗျာဒါတော့ game ထဲမှာဝင်လိုက်တာနဲ့ welcome to PUBG Mobile ဆိုပြီးပြောတာမျိုးရှိပါတယ်အဲ့တန်လို့ချင်တယ်ဆိုတော့ on လုပ်ထားပေးရမလို့ချင်ဘူးဆိုတော့ off လုပ်ထားပေးလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ show other player companion ပေါ့ဗျာတခြား player ရဲ့ companion တွေပါတယ်မြင်ချင်တယ်ဆိုတော့ on လုပ်ထားပေးရမမြင်ချင်ဘူးဆိုတော့ off လုပ်ထားပေးလို့ရပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ companion ကိုပေါ့ဗျာမြင်စေချင်တယ်ဆိုတော့ on လုပ်ထားပေးရမမြင်စေချင်ဘူးဆိုတော့ off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ show own companion FPP TPP ပေါ့ဗျာဒါတော့ကျွန်တော်ကိုယ့်ရဲ့ companion ကို FPP တို့ TPP တို့ကမြင်ချင်ဆိုတော့ on လုပ်ထားပါမမြင်ချင်ဘူးဆိုတော့ off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ show teammate suspecting companion နဲ့ပေါ့ဗျာဒီကောင်တကယ်ကျွန်တော် on လုပ်ထားတယ်ဆိုရင်ဆိုကြပါစို့ဗျာတကယ်ချင်းကရှင်းခံလိုက်ရတယ်ဆိုရင်သူက companion အဖြစ်နဲ့ပေါ့ဗျာလိုက်ပြီးမှကျွန်တော်ကြည့်လို့ရတာမျိုးရှိပါတယ်သူရဲ့ companion ကိုပေါ့ဗျာမမြင်ချင်ဘူးဆိုတော့တကယ်ကျွန်တော်ဒီကနေ line မှာ off လုပ်ထားလို့ရပါတယ်မြင်ချင်တယ်ဆိုတော့ကျွန်တော် on လုပ်ထားပေးပါနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ show other player inspect effect ပေါ့ဗျာဒါတော့ sharp player ရဲ့ inspect effect တွေပါတယ်မြင်ချင်တယ်ဆိုတော့ on လုပ်ထားပေးရမမြင်ချင်ဘူးဆိုတော့ off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ show smart assistant in match ပေါ့ဗျာဒါတော့ပွဲဒီမှာဒီရဲ့ smart assistant ကိုတကယ်ကျွန်တော်မြင်ချင်တယ်ဆိုတော့ on လုပ်ထားပေးပါမမြင်ချင်ဘူးဆိုတော့ off လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ဒီရဲ့ ranking မှာပေါ့ဗျာ smart assistant ကိုမြင်ချင်တယ်ဆိုတော့ on လုပ်ထားပေးပါမမြင်ချင်ဘူးဆိုတော့ off လုပ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကတော့ social lobby မှာပေါ့ဗျာ smart assistant ကိုကျွန်တော် on off ကြိုက်တာလုပ်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကတော့ friend recommendation တို့ team recommendation တို့ပေါ့ဗျာတကယ်ကျွန်တော် on off ကြိုက်တာလုပ်လို့ရပါတယ်ဒါတော့ကျွန်တော် privacy and social နဲ့ပတ်သက်ပြီးမှပဲဖြစ်ပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ language and network ပေါ့ဗျာဒါတော့ interface language ပေါ့ဗျာလက်ရှိမှာကြည့်မယ်ဆိုရင်တော့မြန်မာစာပေါ့ဗျာကျွန်တော်ဒီ video လုပ်နေတဲ့အထိတွေ့မြင်ရတာမျိုးမရှိသေးပါဘူးဗျာဒါတော့ကျွန်တော် game ရဲ့ဘာသာစကားပြောင်းတာဖြစ်ပါတယ်နောက်တစ်ခုကတော့နိုင်နဲ့ပတ်သက်ပြီးပြောတာဖြစ်ပါတယ်နောက်တစ်ခုက primary language ပေါ့ဗျာအဓိကကျွန်တော်ဘာသာစကားဘာထားမလဲပေါ့ဗျာနောက်တစ်ခုက secondary language တွေပါရွေးလို့ရတာမျိုးရှိပါတယ်ဒုတိယပေါ့ဗျာတကယ်ကျွန်တော်ဘာသာစကားထားမလဲပေါ့ဗျာနောက်တစ်ခုကတော့ matching language ပေါ့ဗျာတကယ်ကျွန်တော် game တွေပါစတဲ့အခါပေါ့ဗျာဘေးဘာသာစကားနဲ့ဆိုတဲ့ player တွေကြားချင်တယ်ပေါ့ဗျာဒါတွေသူကဒီမှာရွေးလို့ရတာမျိုးရှိပါတယ်နောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့ဒီရဲ့ဝါမှုမှာပေါ့ဗျာစာသားတွေ automatic ပေါ့ဗျာဘာသာပြန်လို့ခြင်းနဲ့ဆိုတော့ on လုပ်ပေးပါမလို့ခြင်းဆိုတော့ off လုပ်ထားလို့ရပါတယ်ဗျာနောက်တစ်ခုကိုကြည့်ရမယ်ဆိုတော့
smart network optimization ပေါ့ဗျာဒီကောင် on လုပ်ထားတယ်ဆိုရင်တော့တကယ်ကျွန်တော် PUBG Mobile လို့ပေါ့ဗျာဖုန်း internet လေးကျွန်တော် Wi-Fi လေးကျွန်တော်နှစ်ခုလုံးဖွင့်ပြီးဆိုရမှာဖြစ်ပါတယ်ဒီနှစ်ခုလုံးဖွင့်ထားတယ်ဆိုရင်တော့ဆိုကြပါစို့ Wi-Fi ကနည်းနည်းလေး line ကျခြင်းတို့ဖြစ်တယ်ဆိုရင်တော့သူက data ပဲပြောင်းသွားမှာဖြစ်ပါတယ် data အနေနဲ့မဟန်ဘူးဆိုရင်ပေါ့ဒီ Wi-Fi ပဲပြောင်းမှာဖြစ်ပါတယ်အဲ့လိုပုံစံမျိုးနှစ်ခုကိုသူကမျှပြီးအလုပ်လုပ်မှာဖြစ်ပါတယ်ဒီအနေထားမှာကြည့်ရမယ်ဆိုရင်တကယ်ကျွန်တော်ပင်ပိုကောင်းမှာပဲဖြစ်ပါတယ်ဗျာဒါပေမဲ့ပေါ့ဗျာ data ရော Wi-Fi ရောပေါ့ဗျာနှစ်ခုလုံးဖွင့်ပြီးစောဖို့တော့လိုတာပဲဖြစ်ပါတယ်ဗျာဒီ feature ကိုလိုချင်နေဆိုရင်တကယ်ကျွန်တော် on လုပ်လို့ရပါတယ်မလို့ချင်းဆိုရင်တော့ off လုပ်လို့ရပါတယ်ဗျာဒီမှာပဲကျွန်တော်တခုပြောဖို့ကြံသွားတာ push notification ပဲဖြစ်ပါတယ်ခုနဲ့ပေါ့ရ connect ဖြစ်နေတဲ့တကယ်ချင်းပေါ့ရ online တက်လာတဲ့ဒီကောင် enable လုပ်ထားတယ်ဆိုတော့ notification ရမှာဖြစ်ပါတယ် disable လုပ်ထားတယ်ဆိုရင်တော့ notification ရမှာမဟုတ်ပါဘူးဗျာ not quite friend return and returning friend online ပေါ့ဗျာဒါကတော့ကျွန်တော် game ထဲမှာပေါ့ရ PUBG Mobile လို့ပေါ့ရမဝင်တာတော်တော်လေးကိုကြာပြီပေါ့အဲ့လိုပုံစံတကယ်ချင်းအနေနဲ့ game ထဲဝင်လာတယ်ဆိုရင်တော့ online ရှိတယ်ဆိုရင်တော့ကိုစီမှာတကယ်ကျွန်တော်တို့ဝင်လာကြောင်းပေါ့ရ notification တွေပါလို့ခြင်းနေဆိုတော့ဒီကောင်တွေ enable လုပ်ထားလို့ရတာဖြစ်ပါတယ်ကျွန်တော်ကတော့ disable ပဲလုပ်ထားလိုက်ပါဗျာနောက်တစ်ခုကြည့်ရမယ်ဆိုရင်တော့ connected friend message ပို့ဗျာခုနချိတ်ထားတဲ့တကယ်ချင်း message တွေပါပို့တယ်ဆိုရင်တော့တကယ်ကျွန်တော် notification လုပ်ခြင်းနေဆိုရင်တော့ enable လုပ်ပေးပါမလို့ခြင်းဆိုရင်တော့ disable လုပ်လို့ရပါတယ်ဗျာနောက်တစ်ခုကြည့်ရမယ်ဆိုရင်တော့ reservation reminder ဒီကောင်ကဘာလဲဆိုတော့ဒီ friend list ထဲမှာကြည့်ရမယ်ဆိုရင်ဒီ icon လေးတွေ့ရမှာဖြစ်ပါတယ်ဒါကဘာလဲဆိုတော့ကိုက line မှာမရှိဘူးဗျာဒါပေမဲ့ဒီကောင်ကိုနှိပ်လိုက်တယ်ဆိုရင်တော့ဒီရဲ့သူကပို့ဗျာဒီမှာကြည့်ရမယ်ဆိုရင် notification ရရှိမှာဖြစ်ပါတယ်ကျွန်တော်က game solve ဖို့ခေါ်တယ်ဆိုရင်မှာဗျာအဲ့လိုပုံစံတကယ်ကျွန်တော်လိုချင်နေဆိုရင်တော့ဒီကောင် line မှာ enable လုပ်ထားလို့ရပါတယ်နောက်တစ်ခုကတော့ post notification လည်းကျွန်တော် enable disable ကြိုက်တာလို့ရပါတယ်နောက်တစ်ခုကြည့်ရမယ်ဆိုတော့ accept offline team up invite ပေါ်ရဒါတော့ကျွန်တော် offline team up invite ကိုတကယ်ကျွန်တော်လက်ခံလို့ရတာမျိုးရှိပါတယ် enable လုပ်ထားတယ်ဆိုရင်ပေါ်ရလက်မခံခြင်းဆိုရင်တော့ဒီ line မှာ disable လုပ်လို့ရပါတယ်ဗျာဒါတော့ကျွန်တော် push notification နဲ့ပတ်သက်ပြီးမှကျွန်တော်ဖော်ပြပေးလိုက်တာပဲဖြစ်ပါတယ်ဗျာဒီလိုမှကျွန်တော်ပေါ်ရတဲ့ကျွန်တော် audio and haptic နဲ့ပတ်သက်ပြီးပြောရမလား cross နဲ့ပတ်သက်ပြီးပြောရမလား pick up လား sensitivity လားနောက်တစ်ခု customize button လား graphic လား controller account လားပေါ့ဗျာsetting အားလုံးနဲ့ပတ်သက်ပြီးမှကျွန်တော်ဗီဒီယိုတင်ပေးပြီးသွားပြီဖြစ်ပါတယ်ဗီဒီယိုလေးတွေကိုမကြည့်ရသေးဘူးဆိုရင်တော့ဗီဒီယိုလေးတွေကိုကြည့်ဖို့ပြောလို့ပါတယ်ဗျာနောက်တစ်ခုကတကယ်ကျွန်တော်ဗာနဲ့ပတ်သက်ပြီးမှမရှင်းတာရှိတယ်ပေါ့ဗျာဒီ setting တွေထဲမှာ comment မှန်သွားပေးဖို့မမိပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်ထိုးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ